भर्ना भएर राम्रो लागेको कुरा भनेको आफ्नो राम्रो पक्षहरू र कमजोरी पक्षहरूलाई दुवैलाई बुझ्ने मौका पाएको र त्यसबाट आफूले अघि बढ्ने अवसर पाएको हो। कक्षाहरूको माध्यमबाट जापानी भाषा मात्र नभएर पढाइप्रति आफ्नो दृष्टिकोण र सोच्ने तरिका पनि सिक्न सकेको छु। दिनदिनैको निरन्तर प्रयासका कारण आफूमा बिस्तारै आत्मविश्वास बढ्दै गइरहेको महसुस गरिरहेको छु। क्लासमेटहरूको सम्बन्ध निकै राम्रो छ। विभिन्न देश तथा संस्कृतिका धेरै साथीहरू बनाउन सकेको छु। दैनिक विद्यालय जीवनको माध्यमबाट विभिन्न सोच र मूल्यहरू बुझ्ने मौका पाएको छु, जसले गर्दा मेरो दृष्टिकोण अझ फराकिलो भइरहेको महसुस गरिरहेको छु। हामी कक्षामा एकअर्कोबाट प्रेरणा लिँदै पढ्छौँ, साथै विश्रामको समय र विद्यालयका कार्यक्रमहरूमा सहभागी भई स्वाभाविक रूपमा आपसी मेलमिलाप बढ्छ, जसले गर्दा प्रत्येक दिन अर्थपूर्ण र सार्थक भएको छ। यस विद्यालयमा क्लासमेटहरूसँग बिताएको मेरो समय भविष्यभरि नै सम्झन लायक अमूल्य क्षण रहनेछ। ගුරුන් ඉතාමත් කරුණාවන්ත වන අතර ඉගෙනීමට ඉතාමත් හොඳ වාතාවරණයක් සපයයි. එක් කරුණු ඉතාමත් පැහැදිලිව තේරුම් ගැනීමට හැකියාව උගන්වන අතර මේ වන විට මාගේ ජපන් භාෂා මට්ටමද ඉතා හොඳ මට්ටමක පවතී. විවිධ රටවල මිතුරන් සමගින් නීගතා නගරේ සාපු සවාරි යමින් මේ වන විට එදිනදා ජීවිතය ඉතාමත් සතුටින් ගත කරමින් සිටී. ජපානයට පැමිණීමට පෙර ජපාන් ජීවිතය ගැන මට ලොකු බියක් තිබුණා. ඒ ජපානයට පැමිණි පසු කර ගැනීමට ඇති විවිධ කටයුතු සහ වාසස්ථාන උදාහරණ වශයෙන් එපාර්ට්මන්ට් වැනි දේවල් සඳහා පාසල් මට උදව් කරන නිසා මට ජපාන් ජීවිතය ඉතාමත් පහසුවෙන් ආරම්භ කරගත හැකි වුණා. දැන් මම මේ ජීවිතයට හුරු වෙලා ඉතාමත් සතුටින් ජීවත් වෙමින් සිටිනවා. はい、NHG グループထဲမှာနေပယ်မျိုးမျိုးမှာရှိတဲ့အထူးပြုကြောင်းများစွာရှိပြီးတော့ကိုယ်တိုင်ကတင်ယူလိုတဲ့ဘာသာရပ်ကိုရွေးချယ်ပြီးတော့အထူးပြုကြောင်းတွေကိုဆက်လက်တက်ရောက်နိုင်တဲ့အခွင့်အလမ်းတွေရှိတယ်လို့ထင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်ကနာဂတ်မှာဂျပန်နိုင်ငံရဲ့မော်တော်ကားကုမ္ပဏီတစ်ခုမှလှုပ်မယ်လို့တွေးထားပါတယ်။အဲ့အတွက်ကြောင့်မို့လို့ဂျပန်ဘာသာဌာနပြီးဆုံးပြီးတဲ့နောက်မှာနီဂါတာခေါကူဆိုင်ဂျီရိုရှာဆမ်မွန်ကာခေါကိုဆက်လက်တက်ရောက်မယ်လို့တွေးထားပါတယ်။အဲ့အတွက်ကြောင့်ဂျပန်ဘာသာကိုပို့ပြီးတော့တော်လာခြင်းတဲ့အတွက်ကြောင့်မို့လို့ဂျပန်ဘာသာဌာနကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ကျောင်းသားတယောက်ချင်းစီကိုတန်ဖိုးထားပြီးတော့ဂရုစိုက်ပေးတဲ့အချက်ဖြစ်ပါတယ်။တင်ကြားရေးပိုင်းနာမကနေထိုင်မှုပိုင်းကိုပါစိတ်ရင်းနဲ့အကူအညီပံ့ပိုးပေးတဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချနဲ့ကျောင်းသားဘဝကိုဖျက်ဆီးနိုင်ပါတယ်။ဒါအပြင်ကျောင်းသားတယောက်ချင်းစီရဲ့အရေးချင်းအဆင့်လိုက်ဂျပန်ဘာသာအတန်းများကိုအဆင့်လိုက်ခွဲပြီးတော့တင်ယူနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုယ်နဲ့ကန့်ညီတဲ့အချိန်လုံးနဲ့လေ့လာနိုင်ခြင်းကလည်းအလွန်ကောင်းပါပါတယ်။ဟိုင်နီဂါရာမှာနေထိုင်ရတာအရန်ကိုဆင်ပြေပါတယ်။နီနာမှာပင်လယ်ကရှိပြီးတော့နွေရာသီမှာဆိုရင်တငယ်ချင်းတွေနဲ့အတူပင်လယ်သွားပြီးတော့တပ်ပေါင်ရိုက်တာတွေရေကူးတာတွေလည်းလောက်နိုင်တယ်လို့ဘာဘီကျူတွေလည်းလောက်နိုင်ပါတယ်။ပြီးတော့ဆောင်းရာသီမှာဆိုရင်တော့မြန်မာနိုင်ငံမှာမမြင်ဘူးတဲ့နှင်းတွေကိုဒီမြို့မှာမြင်တွေ့နိုင်ပါတယ်။နီဂါရာမှာတဘာဝအလှတရားတွေကများပြီးတော့လေတုတွေကလည်းတရှင်းလက်ဆက်တဲ့အတွက်ကြောင့်နေထိုင်ရတာအရန်ကိုစီပြေပါတယ်။ပြီးတော့အနီးနားကပတ်ဝန်းကျင်ကလူတွေကလည်းဖော်ရည်ပြူငါတဲ့အတွက်ကြောင့်စိတ်ချလက်ချနဲ့နေနိုင်တော့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပါတယ်။ဟိုင်ကျွန်တော်ဂျပန်ကိုစားရကစားနဲ့အခုနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အခုကဂျပန်ဘာသာစကားကိုအများကြီးပြောလာနိုင်ခဲ့တယ်။အခုအလောက်နေတဲ့အလောက်ထဲမှာလည်းပဲဂျပန်လူမျိုးတွေနဲ့စကားပြောရတာဟာအခက်အခဲမရှိဘဲနဲ့အဆင်ပြေပြောလာနိုင်ခဲ့တယ်။ပြီးတော့အလောက်ကရတဲ့တွေ့ကြောင်တွေရဲ့အလောက်ပေါ်ဘယ်လိုသဘောထားရမလဲအဲ့တွေပေါ်ဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတာကိုလည်းသင်ယူနိုင်ခဲ့ပြီးတော့အလွန်ကောင်းမွန်တဲ့တွေ့ကြောင်ကောင်းတစ်ခုဖြစ်ခဲ့တယ်။ပြီးတော့ညီငယ်မငယ်လေးများကကိုဖြစ်စင်တဲ့အရာတွေအိမ်မက်တွေစိတ်ကူးတွေကိုပန်းတိုင်မြောက်ခင်ထိစူးစမ်းပါလို့အားလုံးကိုပြောချင်ပါတယ်။